အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အလွယ်တကူ oven မှာပါပဲလုပ်လို့ရတဲ့ cheese cake လေးကိုလုပ်ပြပါမယ်လိုအပ်တဲ့ပစ္စည်းလေးတွေကိုတော့အခုလိုပြင်ဆင်ထားပေးရပါမယ်ကျုပ်ကိုတော့အနည်းနဲ့အကာတက်စီခွဲထားပေးပါပထမဆုံးဒီကြုံမုတ်လေးကိုတော့အခုလိုမျိုးစကားလေးနဲ့စစ်ပေးမှအခဲလေးတွေကဖြစ်မနေမှာနော်ဟုတ်ကဲ့ပြီးရင်တော့အခုချိန်မှာပေါ့နော်ဒီ cream cheese ရဲ့ butter ရဲ့နွားနို့ရဲ့ဒီသုံးမျိုးကိုရောပြီးတော့ဒီကလုံလေးတွေကိုထည့်ပြီးတော့အပူပေးပေးရပါမယ်အပူပေးတဲ့ချိန်မှာတော့ microwave ကိုသုံးလို့ရတယ်လို့မရှိလို့ရှိရင်တော့ gas နဲ့အသုံးပြုလို့ရပါတယ်အနေနဲ့ပူပြီးတော့ဒီ cheese နဲ့ butter ကပျော်နေပြီဆိုလို့ရှိရင်တော့သူတို့ကိုတေချာလေးမှွေပေးထားရပါမယ်ပြီးရင်တော့ဒီကျုပ်အညက်လေးသုံးလုံးကိုထည့်ပြီးတော့ထပ်ပြီးတော့မှွေပေးရပါမယ်ခုခါမှာတော့ဒီထဲကိုဂျုံလေးထည့်ပြီးတော့ထပ်ပြီးတော့အနေငယ်မှွေပေးပါကဲအခုကတော့ကျုပ်ကထဲကိုတကြားလေးထည့်ပြီးတော့ hand mixer နဲ့မှွေပေးရပါမယ်။တကြားထည့်တဲ့နေရာမှာအားလုံးတစ်ခါတည်းမထည့်ဘဲနဲ့အနည်းဆုံး2ခါလောက်ခွဲထည့်ပြီးတော့မှွေပေးရပါမယ်။ဒီ cream လေးကို soft ဖြစ်လာတဲ့အထိမှွေပေးပါ။ပထမဆုံး mixer လေးကိုအဆောင်နေထားနဲ့မှွေပြီးတော့နောက်ဆုံးမှာတော့အသေးအနေထားနဲ့မှွေပေးရပါမယ်။မှွေလို့ပြီးတော့ပြီဆိုလို့ရှိရင်တော့အခုလိုမျိုး cream cheese butter နဲ့ကျုပ်အနည်းလေးမှွေရတဲ့အထဲကိုဒီအခုလုပ်ရရတယ်ပေါ့နော်ဒီ whipped cream လေးကိုနည်းနည်းချင်းစီထည့်ပြီးတော့အသားအရာလေးမှွေပေးရပါမယ်ဟုတ်ကဲ့အခုလိုမျိုးအားလုံးမှွေပြီးပြီဆိုလို့ရှိရင်တော့ကိမိုးလုံးမဲ့ခွက်ကလေးတွေကိုထည့်ပေးတာကဲအခုဆိုလို့ရှိရင်တော့ဒီဒဲအိုးလေးတွေကိုရေနှင်းငယ်လေးထည့်ပြီးတော့မီအေးအေးနဲ့စပြီး bake လုပ်လို့ရသွားပါပြီအနည်းဆုံးတော့သူ့ကိုမီအေးအေးလေးနဲ့တနားရီလောက် bake လုပ်ပေးပါအဖုံးလေးအုပ်ထားဖို့တော့မမေ့ကြနဲ့နော်တနိုင်ကျော်လို့အဖုံးလေးကိုဖွင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးအပေါ်ဖောင်းတက်လာတာလေးကိုတွေ့ရပါလိမ့်မယ်အခုလိုအနေထားမျိုးရပြီဆိုလို့ရှိရင်တော့ဒဲအိုးထဲမှာရေနှင်းငယ်ကြံနေခဲ့ရင်ရေကိုသွန်ပြီးတော့နောက်တစ်ခေါက်ထပ်ပြီးမီးအေးလေးနဲ့အပူထပ်ပေးပေးပါဒီတစ်ခေါက်ကတော့15မိနစ်လောက်ထားရင်ရပါတယ်ကဲအခုဆိုလို့ရှိရင်တော့ကိတ်မုတ်ကလေးကိုသူကိတ်မုတ်ဘူးလေးတွေကနေထုတ်လိုက်ပါမယ်ရေသွန်ပြီးတော့ပြန်กินလိုက်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးအပေါ်ရောင်ကအညူရောင်တန်းတန်းလေးနဲ့ရသွားပါပြီအခုဆိုရင်တော့တုံအီအီလေးဖြစ်နေတဲ့ cheese cake လေးကိုစပြီးခွဲလိုက်ကြရအောင်အခုဆိုလို့ရှိရင်တော့အရသာစိမ့်စိမ့်လေးနဲ့ cheese cake လေးရသွားပါပြီဒီ cheese cake လုပ်တာလေးကလွယ်တဲ့အတွက်ကြောင့်မို့တကယ်ချင်းတို့တွေလည်းတေချာပေါက်အိမ်မှာလုပ်စားကြည့်ကြပါနော်အားလုံးကျေးဇူးတင်ပါတယ်